ထမအဆုံးတဲ့အနေနဲ့အကျန်းဖက်မင်းအောင်လိုင်းလေရင်မှုတူဘုံမှုကြီးမင်းမင်းဆိုမောင်းနေသောစစ်တပ်အထူးလေရင် Focus 70 F280070 လေရင်အမှတ်002ဖြင့်တိုင်းနိုင်ငံဘန်ကောက်သို့ရောက်ရှိဆိုတဲ့တဲ့မဲ့ဖြစ်ပါရရှင်အကျန်းဖက်စေကောင်ဆောင်မင်းအောင်လိုင်းသည်ယနေ့နေ့နက်ပိုင်းလေးတက်မှာလေရင်မှုတူဘုံမှုကြီးမင်းမင်းဆိုမောင်းနေသောစစ်တပ်အထူးလေရင် Focus 70 F280070 လေရင်အမှတ်002ဖြင့်တိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိသည်မင်းအောင်လိုင်းကယနေ့ဧပြီလ3ရက်နေ့စစ်တပ်အထူးလေရင်ဖြင့်နေပြည်တော်မှဘန်ကောက်မြို့သို့ထွက်ခွာခဲ့ခြင်းဖြစ်ပြီးထိုင်းဝန်ကြီးချုပ်ဖေထော်နယ်ရှင်နယ်ဝက်ထရာ၏ဖိတ်ကြားချက်အရဘင်းစတက်စီဝေတန်ရောက်ရှိလာခြင်းဖြစ်သည်မင်းအောင်လိုင်းလိုက်ပါမည်စစ်တပ်အထူးလေရင် Focus 70 F280070 လေရင်အမှတ်002ကိုဒုဗိုလ်မှူးကြီးမင်းမင်းဆိုကလေရင်မှုဖြစ်၎င်းပုံမှုနေထွန်းအိုကအကူလေရင်မှုဗိုလ်ကြီးမင်းမင်းထိုက်ကအကူလေရင်မှုဗိုလ်ကြီးအောင်ကျော်မင်းကလေကြောင်းအင်ဂျင်နီယာဖြစ်၎င်းဗိုလ်ကြီးဒေါ်ချိုတထားကလေကြောင်းလမ်းညွှန်အရာရှိဖြစ်၎င်းလိုက်ပါခဲ့ကြသည်ဘန်ကောက်တွင်အစည်းအဝေးတရန်အတွက်နိုင်ငံခြားရေးဝန်ကြီးတန်းဆွေနှင့်မင်းအောင်လိုင်းတို့နှစ်ဦးစလုံးမှာစစ်တပ်အထူးလေရင် Focus 70 F280070လေရင်အမှတ်002ကိုတစည်းတဲ့လူလာခောက်ပြန်အသုံးပြုနေကြခြင်းဖြစ်သည်ဆက်လက်ပြီးအပြည့်ရက်စစ်ကောင်စီကြောက်ဖြူကိုလေကြောင်းပုံကျဲဆိုတဲ့တဲ့မဲ့ဖြစ်ပါရရှင်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကုန်းကျွန်းကျေးရွာအနီးတစ်ဝိုက်ကိုယနေ့ဧပြီလ3ရက်နေ့နက်7:00နာရီစစ်ကောင်စီကဒရောပုံ33လုံးထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးအလုံး30ကျော်အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသခံများထံမှသိရသည်ထို့သောပြစ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်လက်ရှိတွင်ကြောက်ဖြူနှင့်အနီးတစ်ဝိုက်တွင်မတ်လ29ရက်မှစ၍အရက်ကတမ်မရီထိုးစင်များရန်နေပြီးစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုများမကြာခဏလုပ်နေခြင်းဖြစ်ကြောင်းဒေသခံများကဆိုသည်မတ်လ31ရက်ကလည်းကြောက်ဖြူမြို့နယ်စင်ချောင်းပုံပြီးကျေးရွာကိုစစ်ကောင်စီနေဗီကလက်နက်ကြီးပစ်ခတ်မှုကြောင့်ရဟန်တစ်ပါးနှင့်ဒေသခံတို့သေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့သည်စစ်ကောင်စီကငလင်းရိုက်ခတ်မှုပေါ်ကုညီကယ်ဆယ်ရေးနှင့်ပြည်내ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ပစ်ခတ်တိုက်ခိုက်မှုများကို3ပတ်ကြာရက်စဲကြောင်းယမန်နေတွင်ထုတ်ပြန်ထားသည်ငလင်းဘေးတံခံရသည့်ပြည်သူများအတွက်ထိရောက်သည့်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အရက်ကတမ်မရအေပါဝင်သည့်ညီနောင်မမိတ်3ဘွဲကလည်းယာယီပြစ်ခတ်ရက်ကြောင်းဧပြီလ1ရက်နေ့တွင်ထုတ်ပြန်ထားသည်